အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025စက်တင်ဘာလ28ရက်နေ့ဖြစ်ပါတယ်နော်ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့အစ္စလမ်ကြောက်ယောဂါပေါ့နော်တကယ်တမ်းကျတော့ဘာသာတရားတွေကကြောက်စရာမဟုတ်ဘူးဂုံးတိုက်စရာလည်းမဟုတ်ဘူးအဓိကပြဿနာကဘာလဲလို့မေးလို့ရှိရင်ဘာသာရေးခေါင်းဆောင်တွေနိုင်ငံရေးခေါင်းဆောင်တွေလူမျိုးရေးခေါင်းဆောင်တွေကဂုံးတိုက်စကားတွေပြောတယ်မူသားစကားတွေပြောတယ်ဒီမူသားစကားပြောခြင်းနဲ့ဂုံးတိုက်စကားပြောခြင်းကြောင့်ဘာသာရေးပြိပခါတွေဖြစ်တာအဲ့တော့လောကမှာအရှိမှန်တရားတွေကိုအရှိမှန်တရားတိုင်းပြောရတဲ့တတိမရှိခြင်းကသာလေလောကမှာပြိပခါကိုဖြစ်စီတာပါယနေ့ကမ္ဘာပေါ်မှာဖြစ်နေတဲ့ပြဿနာကအချုပ်ချာအာဏာနဲ့မြေလူပွဲတွေဖြစ်တယ်အချုပ်ချာအာဏာနဲ့မြေတွေလူတဲ့အခါမှာနိုင်ငံရေးခေါင်းဆောင်တွေကလည်းသူတို့အနိုင်ရဖို့အတွက်မူသားစကားပြောတယ်ဘာသာရေးခေါင်းဆောင်တွေကလည်းသူတို့အနိုင်ရဖို့အတွက်မူသားစကားပြောတယ်မီဒီယာတွေကလည်းမူသားစကားပြောတယ်ဒါကြောင့်ယနေ့ကမ္ဘာလောကကြီးထဲမှာပြိပခတ်တွေဖြစ်နေတာမြတ်စွာဘုရားကမူသားစကားကိုအလွန်မတန်မှပြင်းပြင်းထန်ထန်တားမြစ်တယ်မူသားစကားကိုတွင်တွင်ပြောတော့သူထိုးသူမပြူရဲတဲ့အာကုသို့ဆိုတာမရှိဘူးယနေ့ဒါတွေကလည်းမြင်နေရတယ်အာကုသို့မူသားစကားပြောနေတဲ့လူတွေဟာသူတို့မကျူးလွန်ရတဲ့အာကုသို့ဆိုတာလောကကြီးမှာတကယ်ကိုမရှိတော့တွေ့ရတယ်ဒါလက်တွေ့ဒိဋ္ဌဓမ္မတွေကြီးပဲနော်မူသားစကားဆိုတာဘာလဲလို့မေးလို့ရှိရင်တိလျက်နဲ့မဟုတ်မှန်မှန်ပြောခြင်းမသိဘဲနဲ့သိတဲ့အောင်ပြောခြင်းအဲ့ဒါဒီမူသားစကားပဲယနေ့လူတွေကမဟုတ်မှန်မှန်ပြောတာကိုကွက်ကွက်ပြားပြားနားမလည်နိုင်ကြအောင်မသိဘဲနဲ့သိတယ်လို့ပြောခြင်းကမူသားစကားဆိုတာကိုနားမလည်ကြအောင်ယနေ့ဖန်ဆင်းရှင်ဘာသာတွေအားလုံးဒီတပြေးညီမူသားစကားပြောတဲ့လူတွေအင်အားကောင်းလာတဲ့ဘာသာကအန်ဒီယေပုံများတာပဲဖန်ဆင်းရှင်ဘာသာအားလုံးဒီပင်မကြောယူသည့်ဂျူးဘာသာဖြစ်တယ်ကမ္ဘာလောကကြီးကိုတရားဝါတအူးကနေဖန်ဆင်းတယ်အဲ့တရားဝါကလူဆိုတဲ့တရားဝါကိုထပ်ပြီးဖန်ဆင်းတယ်လူဆိုတဲ့တရားဝါကိုဖန်ဆင်းလိုက်တဲ့အချိန်မှာအဲ့ဒီလူတရားဝါကအဲ့ဒီဖန်ဆင်းရှင်ဆိုတော့ကြီးကိုယုံကြည်ခဲ့ရတယ်ဘလို့ယုံကြည်ခဲ့ရတာလဲလို့မေးလို့ရှင်သူ့ကိုဖန်ဆင်းတာလဲသူမမြင်ခဲ့ရအောင်ကမ္ဘာလောကကြီးကိုဖန်ဆင်းခြင်းကိုလည်းသူတို့မမြင်ခဲ့ရအောင်မမြင်ပေမဲ့ဒီလူကြီးကမင်းကိုငါဖန်ဆင်းပါတယ်လို့ပြောတာကိုသူတို့ကယုံခဲ့ရတာအာရန်နဲ့အေဝါကိုကြည့်မယ်ဆိုရင်အာရန်နဲ့အေဝါမတိုင်ခင်တည်းကလောကကြီးကိုဖန်ဆင်းပြီးသားတတ္တဝါတွေကိုဖန်ဆင်းပြီးသားပြီးတော့အာရန်နဲ့အေဝါကအဲ့ဒီဖန်ဆင်းရှင်ကြီးနဲ့အဲ့တနေရာထဲမှာပဲတွေ့ကြတာကမ္ဘာလောကကြီးတစ်ခုလုံးသူတို့မြင်ခဲ့ကြတာမဟုတ်မမြင်ခဲ့ကြဘဲနဲ့သူတို့ကယုံကြည်မှုတတ်တတ်နဲ့ကိုယုံခဲ့ကြတာအဲ့တော့အာရန်နဲ့အေဝါကိုနိုင်ကတော့မှလက်တွေ့ဘာတစ်ခုမှကိုယ်တိုင်သိတဲ့တရားမရှိဘဲနဲ့ယုံကြည်မှုတတ်တတ်နဲ့ယုံကြည်ထားတာကိုဒီဖန်ဆင်းရှင်ဘာသာကိုးကွယ်တဲ့လူတွေကသူတို့ဘာသာကအမှန်တရားသူတို့ဘာသာကိုစန့်ကျင်ဘက်ပြောတဲ့လူတွေကရန်သူတွေလို့သတ်မှတ်တာကဂုံးတိုက်တာအမှန်တရားလို့ပြောလိုက်တာကမုဒ္ဒဝါဒဘာဖြစ်လို့လဲဆိုတော့ယုံကြည်မှုကအမှန်တရားမဟုတ်ယုံကြည်မှုဒီယုံကြည်လို့ကိုယုံတာယုံကြည်မှုတတ်တတ်ဖြစ်တယ်ဒါဒီကိုယ်တိုင်သိတရားမဟုတ်ဘူးကိုယ်တိုင်သိတရားမဟုတ်ဘဲနဲ့ကိုယ်တိုင်သိတယ်လို့ပြောခြင်းဒီမုဒ္ဒဝါဒဖြစ်တယ်ယုံကြည်မှုကိုယုံကြည်မှုလို့ပြောလိုက်လို့ရှိရင်မုဒ္ဒဝါဒမဖြစ်ဘူးကိုယ်တိုင်သိတယ်လို့ပြောရင်မုဒ္ဒဝါဒဖြစ်တယ်အဲ့တော့ယနေ့အခါမှာကိုယ်တိုင်သိတရားမဟုတ်ဘဲနဲ့ကိုယ်တိုင်သိတရားကိုပြောတယ်ဖန်ဆင်းရှင်ကြီးကရှိတယ်ဒီဖန်ဆင်းရှင်ကြီးကိုစန့်ကျင်ဘက်စကားပြောတဲ့လူမယုံတဲ့လူတွေကရန်သူတွေဖြစ်တယ်ဆိုပြီးတော့ဂုံးတိုက်လိုက်တယ်နှစ်ချက်မူသားစကားလည်းပြောတယ်ဂုံးလည်းတိုက်တယ်အဲ့ဒါကြောင့်ဘာသာရေးပြိပခါတွေဖြစ်လာတာမယုံတဲ့သူဒီလေဒီဟာကိုမယုံကျင်လို့ရတယ်လက်ခံပြရမယ်မယုံကျင်တဲ့လူလည်းမယုံနဲ့ငါတို့ယုံကျင်လို့ယုံတယ်ငါတို့ယုံတဲ့လူကလည်းမယုံတဲ့လူကိုရန်လို့ဆရာမလို့မယုံတဲ့လူကလည်းမယုံတဲ့လူကိုရန်လို့ဆရာမလို့အဲ့တော့အပြန်အလှန်လက်ခံနိုင်စွာတတိရှိရမယ်ယုံတဲ့လူကလည်းယုံတဲ့စကားပြောမယုံတဲ့လူကလည်းမယုံတဲ့စကားပြောဘာမှပြဿနာတက်ချက်အကြောင်းမရှိဘူးလက်ခံနိုင်တဲ့ဆွမ်းအားတတိရှိရမယ်ရန်သူလို့မတတ်မှတ်ကောက်အဲ့ဒီစကားကိုဘာသာရေးခေါင်းဆောင်တွေပြောရတဲ့တတိရှိရမယ်အဲ့ဒါမုဒ္ဒဝါဒမဟုတ်ဘူးမြတ်စွာဘုရားကလောကကြီးမှာအမှန်တရားကိုရှာတဲ့နေရာမှာမူသားစကားနဲ့ရှာလို့မရဘူးမုဒ္ဒဝါဒနဲ့ပြောတဲ့အဖွဲ့အစည်းတွေနောက်ကတော့မလိုက်ဘူးတိတ္တတမင်းသားလေးကတရားရှာဖို့ထွက်လာတယ်နိဗ္ဗာန်ရှာဖို့ထွက်လာတဲ့အချိန်မှာအာလာယယသိရှိသွားတယ်ယသိကြီးတင်တို့သာသနာမှာငါနေခြင်းနဲ့တင်တို့ရဲ့အဆုံးအမတွေငါလိုက်နာခြင်းအားရတယ်အာလာယယသိကြီးငါတို့သာသနာကကိုယ်တိုင်ကျင့်ကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်ထူးသောဉာဏ်နဲ့မျက်မှောက်ပြုပြီးတော့ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တဲ့သာသနာဖြစ်တယ်အမခံလိုက်အဲ့ဒါဆိုပြောပါအာလာယယသိဟောလိုက်တဲ့တရားတွေကိုတိတ္တတမင်းသားလေးကဗဇက်ကလေးလှုပ်ယုံလောက်နဲ့ဒီဟာလေးကိုရွတ်ဆိုယူလောက်နဲ့အဲ့ဒီတရားမှာတတ်ဝင်သွားတယ်အဲ့ဒီတရားရဲ့သဘောတရားတွေကိုထိုးထိုးတွင်းတွင်းသိသွားတယ်သိပြီးတော့ဒီတရားမှာငါမြဲပြီလို့ပြောလိုက်တယ်တိတ္တတမင်းသားရှိသေးတယ်ဗုဒ္ဓမြတ်စွာဘုရားမဖြစ်သေးဘူးငါမြဲပြီတဲ့အဲ့တော့သူ့မှာအကြံတစ်ခုပေါ်လာတယ်တဲ့အာလာယယသိတွေကယုံကြည်မှုတတ်တတ်နဲ့ဒီစကားကိုပြောတာမဟုတ်ကိုယ်တိုင်သိပြီးကိုယ်တိုင်မြင်လို့ဒီစကားကိုပြောတာဒီအယူဝါဒကိုယူတာဖြစ်တယ်အဲ့တော့ငါဒီလုပ်ကိုဆက်လုပ်ကြည့်မယ်ဆိုဆက်လုပ်ကြည့်အာလာယယသိကြီးချမ်းသာတယ်လို့သူလည်းချမ်းသာတယ်အာလာယယသိကြီးကဘလောက်ချမ်းသာလဲဆိုသူဇန်တမာဘက်ဝင်စားနေတဲ့အချိန်မှာသူ့ဘေးနာလှဲ900လောက်ဖြတ်သွားတယ်လှဲ900တော့မောင်းသွားတဲ့အတိုက်ဆူညံနေတဲ့အတန်တွေကိုအတန်လည်းမကြားလိုက်ဘူး
ရုပ်လည်းမမြင်လိုက်ဘူးဘာမှသူမြင်ချင်းကြားချင်းမရှိပဲနဲ့ငြိမ်းချမ်းတဲ့ချမ်းသာလေးကိုတမဘာကလေးကိုခံစားနိုင်တယ်အဲ့လောက်ထိချမ်းသာတဲ့ချမ်းသာကိုခံစားနိုင်တယ်အဲ့တော့ဒီချမ်းသာကိုမြဲစွာဘုရားအလောင်းတော်တိတ်တတမင်းသားလေးကချက်ချင်းပဲမကြမတင်မှာပဲရသွားတယ်ရသွားပြီးမှဒါကနိဗ္ဗာန်မဟုတ်ဘူးလွတ်မြောက်ကလမ်းမဟုတ်ဘူးဆိုပြီးတော့စွန့်ပစ်ထားခဲ့လိုက်တယ်ဆိုတော့မူသားနဲ့လောကကြီးကိုအမှန်တရားပြောလို့မရဘူးရှာဖွေလို့မရဘူးအမှန်တရားကိုသိကျင်လို့ရှိရင်မူသားစကားမပြောရဘူးဂုံးတိုက်စကားမပြောရဘူးယနေ့ဘာသာရေးခေါင်းဆောင်တွေလူမျိုးရေးခေါင်းဆောင်တွေနိုင်ငံရေးခေါင်းဆောင်တွေကမူသားစကားတွေပြောလို့အကြည့်လို့လောကကြီးမှာပြိပခတ်ဖြစ်တာလောကကြီးမှာငါတို့အယူဝါဒကအမှန်တရားလို့ပြောလို့မရဘူးငါတို့အယူဝါဒကိုယုံကျင်တဲ့လူကယုံမယုံကျင်တဲ့လူကနေအဲ့ဒါရန်သူမဟုတ်ဘူးဆိုတဲ့ဆွဲမြဲတဲ့အစုံအမကိုဘာသာရေးခေါင်းဆောင်တိုင်းကပေးနိုင်တဲ့တက်တည်ရှိရမယ်အဲ့ဒီလိုမပေးနိုင်မဲနဲ့ငါတို့အယူဝါဒကအမှန်ငါတို့နဲ့စက်ညင်ဘက်ကရန်သူတွေလို့တတ်မှတ်ပြီးဆိုရင်ဘာသာရေးဂုံးတိုက်တာအဲ့ဒီလိုဘာသာရေးဂုံးတိုက်တဲ့ဘာသာရေးခေါင်းဆောင်တွေများရင်ဘာသာရေးပြိပခတ်ဖြစ်တယ်သူတို့လည်းယုံကျင်တာယုံငါတို့လည်းယုံကျင်တာယုံမယ်ဆိုတဲ့စကားမျိုးပြောရတဲ့တက်တည်ဘာသာရေးခေါင်းဆောင်တွေမှာရှိရမယ်။ဒီနေ့အဲ့ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ဂျိုကြွမှုကိုနှိမ်နင်းနေတာဒီဗုဒ္ဓဘာသာတစ်ခုပဲရှိတယ်။အဲ့ဒီလိုစကားမျိုးတွေကိုငါတို့လူတွေကအကိုလုံးကတွင်တွင်ပြောနေရမယ်။ဘာသာရေးဂုံးတိုက်မှုဒီအလွန်မတန်မှယုံညံ့တယ်လူဒီယုံကျင်တာယုံကိုးကွယ်ကျင်တာကိုးကွယ်ခွင့်လွတ်လပ်ခွင့်ရှိတယ်။အဲ့ဒီလိုကိုးကွယ်ခွင့်လွတ်လပ်ခွင့်ဆိုတာယုံကြည်ခွင့်ရှိနေတာကိုတစ်ဖက်နဲ့တစ်ဖက်ရန်သူလို့ပြောခြင်းဒီစကားကယုံညံ့တယ်အောက်တန်းစားဆန်တယ်ဘာသာရေးခေါင်းဆောင်နဲ့မထိုက်တန်ဘူးဆိုတဲ့စကားကိုငါတို့လူသားတွေတလက်ဆက်ပြောနေရမယ်။အဲ့ဒါဆိုရင်ဘာသာရေးဂုံးတိုက်တဲ့ဘာသာရေးခေါင်းဆောင်ဆိုတာလည်းမရှိတော့ဘူး။ဘာသာရေးယုံကြည်မှုကြောင့်ပြိပခတ်ဖြစ်တယ်ဆိုတာလည်းမရှိတော့ဘူး။ရှင်းလား။နော်။အဓိကကဘာသာရေးခေါင်းဆောင်တွေဂုံးတိုက်လို့ဘာသာရေးပြိပခတ်ဖြစ်တာ။ခရိယန်ကလည်းခရိယန်ယုံကျင်တာယုံအစ္စလမ်ကလည်းအစ္စလမ်ယုံကျင်တာဟိန္ဒူကလည်းဟိန္ဒူယုံကျင်တာယုံဗုဒ္ဓဘာသာကလည်းဗုဒ္ဓဘာသာယုံကျင်တာယုံဒီယုံကြည်မှုတွေကစန့်ကျင်ဘက်အရက်မှာရှိနေတဲ့ဆိုယုံနဲ့ရန်လို့စရာအကြောင်းမရှိဘူးစန့်ကျင်ဘက်လမ်းတွေကိုရှောက်ချင်တဲ့လမ်းကိုရှောက်အဲ့ဒီကိုရှောက်တဲ့လမ်းမှာတွေ့စရာဒီဒုက္ခရဲ့ဒုက္ခရဲ့ဒီနှမျိုးပဲရှိတယ်ဒါကိုရဲရဲရင်ရင်ပြောရမယ်ငါတို့လူသားတွေကလည်းပြောရမယ်ဘာသာရေးခေါင်းဆောင်တွေဂုံးတိုက်လို့ဘာသာရေးပြိပခတ်ဖြစ်တာဘာသာရေးခေါင်းဆောင်တွေအနောက်ကနေတွေးထိုးပေးနေလို့ဘာသာရေးပြိပခတ်ဖြစ်တာအဲ့တော့ဘာသာရေးပြိပခတ်တွေမှာဖြစ်အောင်လို့ဘာသာရေးခေါင်းဆောင်တွေဂုံးတိုက်ခြင်းဒီယုံညံ့တယ်ဆိုတဲ့စကားကိုငါတို့ကဒလက်ဆက်ပြောနေရမယ်အဲ့ဒါဆိုရင်ဘာသာရေးပြိပခတ်ငြင်းသွားလိမ့်မယ်